Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ရင်ဆိုရင်ဖြစ်ရင်ဆိုတဲ့ golden ဆိုတဲ့ verb ကော adjective နဲ့ရောတွဲသုံးလို့ရတဲ့ grammar လေးကိုကြည့်လိုက်ကြရအောင်နော်ဟုတ်ပြီအဲ့တော့ပထမဆုံးဥပမာလေးကိုကျွန်တော်တို့ကြည့်လိုက်ကြရအောင် 시간이 있거든 같이 영화 봐요 시간이 있거든 같이 영화 봐요 시간ဆိုတာအချိန် 있다ဆိုတာရှိသည်있거든ဆိုတော့ရှိရင်시간이 있거든ဆိုတော့အချိန်ရှိရင် 같이ဆိုတာအတူတူ 영화ဆိုတာရုပ်ရှင် 봐요ဆိုတာကြည့်ရအောင်ပေါ့နော်အဲ့တော့ 영화 봐요 ရုပ်ရှင်ကြည့်ရအောင် 시간이 있거든 같이 영화 봐요 အချိန်ရှိရင်အတူတူရုပ်ရှင်ကြည့်ရအောင်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်နားလည်မယ်နော်လွယ်ပါတယ်အဲ့တော့နောက်ဥပမာလေးကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်နော်모르거든 저한테 물어보세요. 모르거든 저한테 물어보세요. 모르다ဆိုတာမသိတာ 모르거든 ဆိုတော့မသိရှင်မသိတာရှိရင်ပေါ့နော် 저ဆိုတာကျွန်တော် 한테 ဆိုတာညွှန်ပြတဲ့ grammar ပေါ့နော်ကျွန်တော်တို့အရင်သင်ခဲ့ဘူးတယ်နော်အဲ့တော့ 저한테 ဆိုတော့ကျွန်တော်ကို 물어보세요မေးပါ 모르거든 저한테 물어보세요 မသိတာရှိရင်ကျွန်တော်ကိုမေးပါဆိုပြီးတော့အဓိပ္ပာယ်ရပါတယ် 배고프거든 이 빵을 먹어요 배고프거든 이 빵을 먹어요 배고파다 좀 발사래 거든의 빵은 발사에 배고프거든 배고프거든 발사에 이 소라 디 빵 소라 빠먹 빵을 소라 빠먹고 이 빵을 소라 디 빠먹고 먹어요 사바 이 빵을 먹어요 디 빠먹고 사바 소라 배고프거든 이 빵을 먹어요 발사인 디 빠먹고 사바 소비로 대배야바래 돈을 필요하거든 말하세요 돈을 필요하거든 말하세요 돈ဆိုတာပတ်စံ 돈을 ဆိုပတ်စံကို 필요하다 ဆိုတာလိုအပ်သည် 거든 နဲ့ပေါင်းတော့ 필요하거든 필요한거든 လိုအပ်ရှင်လိုရင်ပေါ့နော် 말하세요 ပြောပါ 돈을 필요한거든 말하세요 ပတ်စံလိုရင်ပြောပါဆိုပြီးတော့အဓိပ္ပာယ်ရပါတယ် 집에 도착했거든 문자 보내주세요 집에 도착했거든 문자 보내주세요 집ဆိုတာအိမ် 집에ဆိုတော့အိမ်ကို 도착하다 ရောက်ရှိတယ် 거든 နဲ့ပေါင်းတော့ 도착했거든 도착했거든 ရောက်ရင် 문자 보내주세요 စာပို့ပေးပါပြောရမယ်ဆို message ပို့ပေးပါပေါ့နော်အဲ့တော့ 집에 도착했거든 문자 보내주세요 အိမ်ရောက်ရင်စာပို့ပေးပါ message ပို့ပါဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဟုတ်ပြီဆိုတော့မနေ့ကသင်ခဲ့တဲ့ it မျောနဲ့အခုသင်တဲ့ golden နှစ်ခုကဘာကွာလဲဆိုရင်ကြည့်လိုက်ကြရအောင် it မျောကကြတော့အရှိန်တစ်ခုခုဖြစ်ရင်နောက်တစ်ခုဖြစ်မယ်အခုသင်တဲ့ golden ကကြတော့ပထမအရှိန်ကိုပြောပြီးတော့အဲ့အရှိန်နဲ့ဆက်ပြီးတော့အကြံပေးတာတောင်းဆိုတဲ့နေရာတွေမှာသုံးတာပါအဲ့တော့ 돈을 있거든 이 가방을 살 거예요. 돈은 있거든 이 가방을 살 거예요. အရှင်တစ်ခုခုဖြစ်တဲ့ပတ်စံရှိရင်ဆိုတဲ့ဒီအရှင်တစ်ခုခုဖြစ်ရင်နောက်တစ်ခုဖြစ်တဲ့ e အိတ်ကိုဝယ်မယ်ဆိုတာလာတယ်ဟုတ်ပြီနော်အရှင်တစ်ခုဖြစ်ရင်နောက်တစ်ခုဖြစ်မယ်အဲ့လိုအရှင်မျိုးဆိုရင်တော့it 명ကိုသုံးပြီးတော့ 시간이 있거든 연락하세요. 시간이 있거든 연락하세요. အချိန်ရှိရင်ဆက်သွယ်ပေးပါဆိုတဲ့ပထမအချိန်နေဖြစ်တဲ့အချိန်ရှိရင်เนาะအဲ့ဒါပြီးတော့အကြံပေးတာတောင်းဆိုရတဲ့ဖြစ်တဲ့နောက်မှာဆက်သွယ်ပေးပါဆိုတဲ့ 연락하세요 ဆိုတာလိုက်လာတယ်เนาะဒါကြတော့ပထမအချိန်ကိုပြောမယ်ပြီးမှအကြံပေးမှတောင်းဆိုမှာအဲ့လိုအချိန်နေမျိုးဆိုလို့ရှိရင်ကျမတို့ဟာ golden ကိုသုံးရပါတယ်ရမယ်เนาะဟုတ်ပြီနော်အဲ့တော့အားလုံးလည်းနားလည်မယ်လို့မျှော်လင့်ပါတယ်ဒီနေ့သင်ခန်းစာလေးတော့လောက်ပါပဲရှင်အဆုံးလေးကြည့်ပေးတဲ့အတွက်ကျေးဇူးပါ